ကဲအခုကတော့ကျွန်တော်တို့လက်မှတ်ဝယ်ပြီးလို့ပေါ့နော်တင်မောစီကိုသွားနေတာဖြစ်ပါတယ်ဒီရှေ့မှာတင်မောရှိရပေါ့နော်အဲ့ဒီတင်မောကကြတော့ပေါ့နော်ဒီ3တက်ရှိတယ်3တက်2ထပ်ပေါ့နော်အဲ့2ထပ်ကိုကျွန်တော်တို့တက်နေပါတယ်အပေါ်ဆုံးအထက်ကိုတက်နေပါတယ်ဒါကတော့ပေါ့နော်ဒီကျွန်တော်တို့နိုင်ငံပေါင်းစုံဆိုတာတရုတ်ကတီရီလင်္ကာရယ်ကျွန်တော်တို့မြန်မာတွေပေါ့နော်လူမျိုး3ခုကအကြောင်းသားတွေပေါ့နော်သူတို့ကလေးလာရေးပေါ့နော်လေးလာရေးဆိုတာတဲ့အပျော်ပေါ့အပျော်စီတမောပဲပြောပါတော့အဲ့ဒါကကျွန်တော်တို့ပေါ့နော်တွားကြမှာဖြစ်ပါတယ်ကြည့်ဒါတော့အပေါ်ဆုံးအထက်ရောက်ပြီပေါ့နော်ကြည့်ဒါတော့ကဲသူကနွေရာသီဆိုတော့အရင်ပူပြီးမဲ့ဒီတမောပေါ်ရောက်ပြီးတမောစီးတဲ့အခါမှာတော်တော်အေးတယ်ဒါတော့မြန်မာတွေဖြစ်ပါတယ်ကျွန်တော်တို့မြန်မာတွေကဲဒါကတော့အပြန်ခရီးဖြစ်ပါတယ်အကုန်တမောစီးပြီလို့ပေါ့နော်အားလုံးအိမ်ပြန်ကြတာဖြစ်ပါတယ်ဒီခရီးကတော့ပြောစရာတော့ကောင်းပါတယ်ပေါ့နော်တနေ့ကမနေ့8 နာရီကနေညနေ4 နာရီမှပြီးတယ်ပေါ့နော်